လူကိုယ်တိုင်ဘာမှလုပ်ဆရာမလို့ပဲနဲ့ AI တခုလည်းတုံးပြီးတော့ Messenger မှာအများဆုံးမေးခွန်းတစ်ခုပြောပါဆိုရင် page တွေ social media မှာတင်တဲ့ content တွေစာတွေပေါ့နော်ပုံတွေဗီဒီယိုတွေဘယ်လိုဖန်တီးရမလဲ Okay ဆိုတော့အဲ့နည်းကိုအခုပြောပြပေးသွားမယ် AI ကိုသုံးပြီးတော့ဖန်တီးလို့ရတယ်ဒါပေမဲ့ကောင်းကောင်းအလုံးဖြစ်နေရပါတော့ဆိုတော့အခုအလုပ်ဖြစ်တဲ့ AI တခုရှိတယ်အဲ့ဒါတော့လူတိုင်းသိရ Claude ကိုပဲ framework တွေသွင်းမယ် workflow တွေသွင်းပြီးတော့တခါတည်းပုံရောစာရောဗီဒီယိုရောဖန်တီးလို့ရမယ်ဆိုတော့ဘယ်လိုဗီဒီယိုထိရလဲဆိုတာကိုသိချင်တယ်ဆိုအခုဒီဗီဒီယိုလေးကိုကြည့်ကြည့် Coca-Cola အတွက်ဖန်တီးပေးထားတော့ဒီဗီဒီယိုစဆုံး Claude နဲ့လောက်ထားတာဒီလိုမျိုး image တွေကိုလည်း Claude နဲ့ပဲဖန်တီးထားတာဆိုတော့ Claude ကဘယ်လောက်ထိကောင်းလာလဲဆိုရင် social media သမားတွေ digital marketing သမားတွေအတွက်အရန်ဆင်ပြေလာတယ်ပုံရောစာရောမြန်မာစာလည်းအရန်မှန်တယ် website တွေအတွက်လိုအပ်တဲ့ design တွေ UI တွေ social media ဟိုမှာတင်တဲ့ UCG လို့ခေါ် user generated content တွေကိုလည်းဖန်တီးလို့ရတယ်ပုံတွေကိုတပုံနဲ့မဟုတ်ဘဲနဲ့ပုံ100လောက်တန်းထုတ်လဲရတယ်framework တွေလည်းတခါလေး sharing လုပ်ပေးသွားမယ်။ area ဒီ code လေးလည်းပေးပေးမယ်ပေါ့နော်။ဒါကတော့ framework ဖြစ်ပါတယ်။ဆိုတော့ social media manager တယောက်လိုမျိုးစီမံခန့်ခွဲဖို့လုပ်တဲ့ framework ပေါ့နော်။ဒါကတော့ GitHub မှာရှိပါတယ်။ဒီဟာကိုသွင်းပြီးသွားပြီဆိုရင်သူက social media manager အနေနဲ့လုပ်တာပြီးရင် content calendar caption writer အစရှိသဖြင့်အကုန်လုံးကို system သွင်းလိုက်တာ workflow သွင်းလိုက်တာပေါ့နော်။ဆိုတော့နောက်တစ်ခုကကျတော့ clockမှာဒီ video ဘယ်လိုလုပ်တာလဲဆိုရင် area clock ထဲကိုသွားလိုက်မယ်ပေါ့နော်ဒီမှာဆိုရင် area ဒီ brown ကိုထည့်ပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်ပြီးသွားပြီဆိုရင်ဒီမှာပေါ့နော်ကိုကဒီ UCG ဒါကတော့ user generated content picture တွေလုပ်ချင်နေဆိုရင်လည်း user generated picture တွေကိုလုပ်ပေးပါဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်ငါတို့ credit ကိုသုံးတာဖြစ်တဲ့အတွက်ကိုကတည်တည်ချာချာgenerate လုပ်နိုင်နေဆိုရင်တော့ပိုကောင်းတာပေါ့နော်သုံးတဲ့ပုံတွေဗီဒီယိုတွေမှန်သမျှကိုသူက credit ကိုယူသုံးသွားတာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလဲလူနဲ့တူတဲ့ AI image တွေကိုထုတ်ပေးတယ်ပေါ့နော်ဆိုတော့ဒါ area ဆန်းထားတာပေါ့နော်ဒီ coffee shop ကိုပဲလောက်ခိုင်းတာတကယ်လို့ကိုယ့်ရဲ့ product ကတခြားသော product တွေဆိုရင်လည်းရတယ်ဒါဆိုတော့ digital marketing agency video ဖန်တီးခိုင်းတာပေါ့နော်သူအတန်မှာပါတယ်ပြီးွားရင် download လုပ်လို့လည်းရတယ်ပေါ့နော်โอเคဒါတခုနောက်တစ်ခုကတော့ဒါကိုနာပြရဲ Coca-Cola ဗီဒီယိုပေါ့နော်အဲ့ဒီမှာကိုသုံးပြုခြင်းတဲ့ model တွေကိုလည်းယူလို့ရတယ် claim သုံးပါလား sedan သုံးပါလား Google VO3 သုံးပါလား ChatGPT ရဲ့ Sora သုံးပါလားသုံးလို့ရတယ်ပေါ့နော်အဓိကတော့ brown ပေါ့နော်ဆိုတော့ဒီ brown framework တွေကတော့တင်နန်းမှာတေချာလေးတင်ကြားပေးပါတယ်အဓိကတော့လုံနည်းကိုအားလုံးသိရအောင်ဝင်မျှပေးရပါပေါ့နော် Claude မှာဒီလိုရတယ်နောက်တစ်ခုကကျတော့တချို့ကဒီ Claude ကို set ထဲသွင်းပြီးတော့ပေါ့နော်ဒီ desktop app တွေသွင်းပြီးတော့ဒီ co-work ပေါ့နော်ဒီ cloud code လို့လည်းခေါ်တယ်ပေါ့နော် cloud code ကနေပြီးတော့ motion remotion တွေကိုလည်း download လုပ်ကြရတယ်ပေါ့နော်အဲ့ဒီမှာတော့သူက set ထဲကိုထည့်လိုက်တာဖြစ်တယ်တော့ code ကနေသုံးတာတွေလည်းရှိတယ်ပေါ့နော်ဒီ framework ကိုတော့ area comment မှာမှတ်မယ်ပေါ့တကယ်လို့ area share တာကဒီ Facebook တွေ YouTube တွေဖြစ်တဲ့အတွက်မမြင်ဘူးဆိုရင်ဒါလေးကို screenshot ရိုက်ပြီးတော့သုံးလို့ရပါတယ်ဒီမှာ content calendar တွေပြီးရင် caption writer တွေ linkedin writer တွေအစရှိသဖြင့်အကုန်လုံးကိုဖန်တီးမိမှာဖြစ်တယ်ကိုက download လုပ်လို့ရတယ် Google Drive နဲ့ချိန်ပြီးတော့လည်းလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကိုက social media manager ဆိုတော့ဒီနေ့တိုင်းအသုံးပြုလို့ရပါတယ်ဆိုတော့ဒါလေးကိုဝေမျှပေးရဖြစ်ပါတယ်ဒီမှာပေါ့နော်အကုန်လုံး content calendar တွေပါပြီးသားပေါ့နော်ဒီ framework ကိုလုပ်ပြီးတော့ကိုက customize ပြန်လုပ်လို့ရတယ် area လောက်သွားတယ်လို့မျိုးပုံစံဆိုရင်တော့ cloud ကို proပြောင်းလာတာလေးတော့ရှိမယ်ဒါကတော့အမှန်တိုင်းပဲပြောပြပေးထားတာကိုကတေချာလုပ်မယ် AI ကိုပဲအဓိကသုံးမယ် AI for practical use တင်တန်းကိုတက်ရောက်လို့ရတယ်တင်တန်းမှာဆိုရင် area brown နေရောနောက်တစ်ခုကကြတော့ဘယ်လို plugin တွေသုံးရမလဲဈေးသက်သာဆုံး plugin တွေကိုသုံးလို့ရမယ်ပြီးရင် subscription တွေပါပေးပုံပေးနည်းတွေအားစပါဝင်မှာဖြစ်ပါတယ်
ဆိုတော့တည့်ရဲ့အတိုင်းပဲ AI ကိုကောင်းကောင်းသုံးကျင်နေဆိုတော့သူ့ဈေးနဲ့သူတော့ရှိရဲဆိုတာကိုထည့်သွင်းဖော်ပြရခြင်းဖြစ်ပါတယ်။ AI for practical use တက်လိုက်ပြီဆိုရင် social media မှာ design ဖန်တီးတွေအခုရန်ခေတ်စားနေ AI video generate လုပ်တာတွေ 3D video တွေနောက်တစ်ခုကကျတော့ research တွေ okay course outline တော့ page မှာလာဆောင်စမ်းလို့ရတယ်ပေါ့နော်။ AI နဲ့ပတ်သက်တာမှန်သမျှအသစ်ဆန်းတွေကိုလည်း edit တင်ပေးတယ်အခုဆို video 60ကျော်နဲ့တင်နန်းသားလည်း900ကျော်ပြီဖြစ်ပါတယ်။ဆိုတော့တစ်ခါ app ပြီးရင် lifetime access လေးရမှာဖြစ်ပါတယ်။တခုသိချင်တယ်ဆိုရင်လည်း group ထဲမှာမေးမြန်းလို့ရတယ်။ Okay ဒါအပြင် digital marketing ဆိုင်ရာ recording ရော Zoom class ကိုရှိရဲတနေရာထဲမှာ certificate ကို diploma ကိုလေ့လာလို့ရအခြေခံကနေ page ဖွင့်တာကနေစပြီးလုပ်ငန်းခွင်ဝင်လို့ရတဲ့အထိကိုသင်ကြားပေးရဖြစ်ပါသင်တန်းသားတွေထဲမှာလည်း executive level အထိကိုသွားနေတဲ့သူနိုင်ငံတကာမှာရောမြန်မာမှာရောလုပ်နေတဲ့သူရှိပါ review တွေဝင်ရောက်လေ့လာလို့ရပါတယ် Okay ဒီဗီဒီယိုကိုအများအတွက်ကြိုးရှိစေခြင်းနဲ့ပြန်လည်ဝေမျှခြင်းမျိုးကိုညင်နိုင်ပါတယ် bye bye